ကျွန်တော်စီမှာ iPad အတွက် Goju Pencil လေးဝယ်လို့ရပါတယ်ဒီလိုမျိုး9000ကျော်တန်း GD10 ကနေစပြီးတော့ GD11 GD11 Plus GD12 GD13 GD13 Pro GD14 CD3295 စတဲ့ model လေးတွေဝယ်လို့ရပါတယ် iPad တီးတန်းနေမကဘဲနဲ့ iPad ကော Android ကောသုံးကျင်တဲ့သူတွေအတွက်ကတော့ ဟောဒီလိုမျိုး GD19 မှာ install ရပါတယ် Stylus Pencil တွေက iPad အတွက်ပဲရှိရလားဆိုတော့မဟုတ်ပါဘူးဒီလိုမျိုး CD3294 Universal Pencil ရှိပါတယ်သူကတော့ iPhone Android side device တွေမှာပါသုံးလို့ရပါတယ် GD03 လည်း install ရှိပါသေးတယ်နော် Pencil တွေကများလိုက်တာဘယ်ပေါ်နဲ့ရွေးရမယ်မသိဘူးဆိုရင်တော့ကိုသုံးမဲ့ device ရဲ့ကိုသုံးကျင်တဲ့ budget ကိုပြောပြီးတော့လာမေးလို့ရပါတယ် device ရဲ့ budget ရဲ့ကိုသုံးလို့တဲ့အနေအထားပေါ်မူတည်ပြီးတော့ကျွန်တော်ရောင်းလာတဲ့ experience အရာအသင့်တော်ဆုံးပန်ကိုညွှန်ပေးသွားမှာပဲဖြစ်ပါတယ်ကဲ install ရှိသေးလားခဏခဏမေးရတဲ့သူတွေလည်း install အများကြီးရှိပါတယ်ခင်ဗျာဒီ pencil လေးတွေကိုလက်လီတာမကပဲလက်ကားလိုချင်နေဆိုရင်လေ9ချောင်းကစပြီးတော့လက်ကားစီးနဲ့မှာယူနိုင်ပါပြီခင်ဗျာ